နေရလာဝါဟိုအေးချမ်းနေတာပဲဗျာအခုလိုမျိုးပေါ့နော်တဘာဝရဲ့အတန်နေဆိုတော့ဒီနေရာလေးဆိုရင်ဗျာအရင်ကဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတောအုပ်တွေပေါ့နော်ဒီမှာဆိုရှင်းလင်းသွားတာအရင်ကိုလာခြင်းစရာကောင်းသွားတယ်ဗျာအားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကတော့မော်လမြိုင်မှာရှိတဲ့တောင်ဝိုင်းတောင်ကိုစက်ပိန်းနဲ့အသက်ဆင်းပြုလုပ်ခဲ့တဲ့ဗီဒီယိုမှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်ဆက်တက်ပါsao được không? Phát lên luôn cho nó.ကျွန်တော်ဒီနားမှာတော့တစ်ခါနားလိုက်ရတယ်ကျွန်တော်တောက်လျှောက်တော့မနင်းသက်နိုင်ခဲ့ဘူးဆိုတော့ကျွန်တော်တောင်ဝိုင်းတောင်ကိုစက်ပိန်းနဲ့ပေါ့နော်ဒါပါဆိုရင်3ချိန်မြောက်တက်တာပဲဖြစ်တာပေါ့နော်ဆိုပထမချိန်မှာဆိုရင်ကျွန်တော်2ခေါက်နားလိုက်ရတယ်ဒုတိယချိန်မှာလည်း2ခေါက်ပါပဲဒီ3ချိန်မြောက်မှာဆိုကျွန်တော်တစ်ခါပဲနားလိုက်ရတာပေါ့နော်ဆိုတော့ဒါကတော့3ချိန်မြောက်စက်ပိန်းနဲ့တက်တာပဲဖြစ်တာပေါ့နော်Fuck. Mình lên trên cái màu
ဆိုတော့တက်လာတဲ့လမ်းတစ်လျှောက်မှာဒီနားလေးရောက်ရင်အရန်ပျော်ပါတယ်ဘာလို့လဲဆိုရင်ဂုံးစင်းပေါ့နော်ဒီနားမှာသူကလည်းဒါတောင်ထိပ်ကိုလည်းရောက်တော့မှာပေါ့နော်တစ်ခေါက်ပဲနားလိုက်ရတာပါတော့ပဲတော့တော့ဒီတော့ဆင်းတော့တွေ့ပြန်မထွက်လို့ဘယ်နေလဲဝေဆွေဆုံးပြန်ဆွေဆုံးကဦးလူတို့အင်္ဂလန်မှာထောက်ထားတဲ့စာအုပ်ပါချိန်ဆိုလို့ရှိရင်အဲ့ဒီဆက်လက်တွဲကိုသိတဲ့ငါပဲဟိုလေဆက်ကုန်တယ်အခုပြန်ဖြည့်ပြီးPasti poya man liwaro.
တနင်္လာတော့ဖေးရှစ်ခုပြီးပါပြီတနင်္လာတော့ရှုခင်းရတော့မြို့တွေနည်းနည်းထူနေသေးတယ်ဒါမှလှတော့လှတယ်မော်လမြိုင်တစ်မြို့လုံးမြင်နေရတာပေါ့နော်မြို့တော့နည်းထူရအောင်ဆိုတော့ဒီပေါ်မှာလည်းတော်တော်လေးပြောင်းလဲသွားတယ်တော်တော်လေးကိုပြောင်းလဲသွားတယ် ဆိုတော့ဒီတောင်ဝိုင်းတောင်ကကျွန်တော်တို့ကြောင်းတက်ခဲ့တဲ့အချိန်ပေါ့နော်လွန်ခဲ့တဲ့6နှစ်9နှစ်နဲ့ပြန်ရှင်းမဲ့ဆိုရင်တော်တော်လေးလည်းပြောင်းလဲသွားပါတယ်တောင်ပေါ်မှာရှိတဲ့ဘုရားစေတီတွေနေရာခင်းကျင်းတွေကအစပေါ့နော်ဒီတောင်အောက်မှာရှိတဲ့ view point တွေအစရှိတဲ့လမ်းအနေထားတွေကအစပြတော်တော်လေးလည်းပြောင်းလဲသွားပါတယ် ဆိုတော့တော်တော်လေးတော့ပြောင်းလဲသွားတယ်ဒီပေါ်မှာတော်တော်လေးတော့ပြောင်းလဲသွားတယ်ထမဆိုမြင်တွေ့နေရတာကဘာလုံးစီတီပေါ့နော်ကဘာလုံးနဲ့စီတီလေးတည်ထားတယ်ဒီမှာဆိုရင်လုံးဝဟင်းလင်းပြင်ကို view point တွေလောက်ထားတာပေါ့နော်လှပါတယ်ကိုခိကလေးနဲ့စိတ်ညစ်တယ်ဖျားပေါ်မှာလဲတချင်းဖွေးလို့ဖွေးဒါတော့မလုပ်သေးဘူးနော်ကလေးတွေလည်းအတိတရားမရှိတော့ပြောလို့လည်းမကောင်းဒါတော့ဖျားတရားကဖျားတကဖျားကိုဘကပြောတာဖျားကိုဘကပါ sorry ပါဖျားအဲ့ဖျားကိုဘကလည်းပြောတင်တာပါနော်စိတ်လေးရတယ်
ဆိုမှစပိန်သမားတရားတော့လာပြီပါရှိတော့ရှိပါတယ်ဟို5-6စီလောက်ပေါ့နော်ပုံမှန်တော့တက်ကြတယ်ဖျားပုံမှာဆိုဒီလိုမျိုးလေးပေါ့နော်ဖျားစာရုပ်ဖတ်တန်ပထမရုပ်ဖတ်တန်လေးဖြစ်နေရပါဘောနော်ကလေးတစားတချင်းလေးဖွင့်ကလည်းကသေးစိတ်ညစ်ပါဆိုတော့ကျွန်တော်တောင်းပေါ်ပေါ့နော်ကျွန်တော်9ခွဲကနေစပြီးတော့ဒီမှာကျွန်တော်အချိန်ကိုအမှတ်မှားသွားပါတယ်9ခွဲကျော်လောက်ကကျွန်တော်အဲကနေစထွက်ဖြစ်တယ်9နာရီမိနစ်50ဝန်းကျင်လောက်မှာတောင်ချီကနေစပြီးတော့တက်ဖြစ်တာပေါ့နော်လမ်းမှာတစ်ခေါက်တော့နားလိုက်ရတာပေါ့နော်တောင်ပေါ်ဆိုတော့လည်းမတက်ဖြစ်တာလည်းကြာပြီဆိုတော့တက်လုံးအားလည်းလိုတယ်ဒါမစိုးပါဘူးနင်းရတာအဆင်ပြေဒါပေမဲ့ကျွန်တော်ဘိန်းပေါ့ mountain bike တော့မဟုတ်ကျွန်တော် gravel ဆင်ထားရဆိုတော့နည်းနည်းတော့ဟိုပုံမှန်ထက်နည်းနည်းပုံနင်းရတာပေါ့နော် fault ဒီ short ပါ fault မဟုတ်တော့နည်းနည်းတော့ဟိုထိမ့်ပြီးတော့နင်းရတယ်ချင်းရလည်းတစ်ဖက်အားနင်းနေတယ်ဘာဖြစ်ပါရောင်းနေနိုင်ခဲ့တယ်โอเคနေထွက်ချိန်မှာလမ်းလျှောက်တဲ့လူကတော့ပုံမှန်ကတော့ရှိတစ်လောက်တော့ရှိတာပေါ့နော်တခြားနေ့တွေဆိုရင်လည်းများပါတယ်စပိန်သမားပဲနည်းတော့နေတယ်စပိန်သမားတော့5-6စီလောက်ပေါ့နော်ငိမ့်ချမ်းတစ္ဆာနိမိန်ဒမျက်ရှင်တော်စီတီပေါ့နော်အခုကတော့9နာရီထိုးတော့မယ်
ဒီအောင်သုံးပင်view point လည်းလာတယ်အောင်သုံးပင် view point လည်းလာတယ်ဆိုဒီနားမှာပါနော်ဒီမှာလေဒီရေကန်ဆယ်လေးရေကန်ဟုတ်လားရေကန်လို့ပြောမှာပေါ့ကန်လေးလာတယ်ဆိုဒီနေရာလေးလာတယ်ဝါโอ้အေးချမ်းနေတာပဲဗျာအခုလိုမျိုးပေါ့နော်တဘာဝရဲ့အတန်လေးတဘာဝကိုလာခံစားရတယ်ဗျာအဲ့လိုမျိုးလေးပေါ့နော်ဒီအတန်လေးနဲ့ပဲနားထောင်စေခြင်းနဲ့ခံစားစေခြင်းတာပေါ့နော်ဖရားပေါ်မှာလိုမျိုးကလေးတွေတချင်းဖွေတာမျိုးတွေဗျာအစင်မပြေဘူးပေါ့နော်တော်ပြောလို့လည်းမကောင်းဒီမလေးဒုက္ခဒုက္ခပါဗျာဘယ်လိုရမှာဆိုတော့ဒါလေးအရင်အေးချမ်းပါတယ်နေရတော့ဖြည်းဖြည်းနဲ့ထွက်လာပြီပေါ့နော်ခုနကကြော်လေးဒီအောင်သုံးပင်စေဒီနားမှာလဲ view point ရှိတာပေါ့နော် view point ဖျားလဲလာဖူးလို့ရတယ်လာနားလို့ရတယ်ရှုခင်းလဲလာကြည့်လို့ရတာပေါ့ဒါပါဆိုရင်တောင်ဝမ်းကိုဆက်ဘိန်းတယ်ပေါ့နော်3ချိန်မြောက်ပေါ့နော်အရင်ကတော့ဗျာဟိုကြောင်းတက်နေတဲ့အချိန်မှာကျတော့ကျွန်တော်လာပြစ်ပါတယ်ခဏပေါ့နော်ပြီးတော့ကျောင်းရဲ့ activity နဲ့အပင်တွေလည်းစိုက်ဖြစ်တယ်ဟောတော်လေးပြောင်း heyလာလာခဲ့လာအမီးလည်းလှုပ်နေဟောင်းလာလာဒါအောင်တုံးပင်စီတီပေါ့နော်ဖြူပိုက်ကအရှိမစပိန်နဲ့တော့မဝင်တော့ပဲဖန်လာမစီတော့လာဖနကယူကတော့ဟဲ့လာဖနမကရင်နော်လာလေကွာခေါ်လို့မရမခင်သေးတော့စားကြလေးကျွေးလိုက်ရင်ချက်ချင်းကိုလာမှာတိတ်မကြောက်ခင်းသွားမှာโอเค view လေးလှတယ်ဒီမှာလဲလာထိုင်နာလို့ရတာပေါ့နော်ခုံနေအများကြီးဆိုတော့နေထွက်လာတော့မြင်ကွင်းကနည်းနည်းရှင်းလာပြီပေါ့နော်ကြည့်ရတာဒါလေရင်ကွင်းပေါ့နော်အော်မှာလေရင်ကွင်းအရှိမှာ sorry ခဏဟိုတာဝမ် view point ဒါလေရင်ကွင်းမော်လမြိုင်လေရင်ကွင်းပါမော်လမြိုင်လေးစိတ်ပေါ့ဆိုတော့အောင်သုံးပင်စီတီကနေအထွက်တချို့နေရာအရင်မှတ်တယ်ပေါ့နော်ဟို break ကောင်းလို့လည်းလိုတယ်အစင်းလည်းအနေများပါတယ် risk များတော့ပေါ့နော်
င်းတက်တဲ့အချိန်ဆိုဆိုင်ငယ်နဲ့လာကြတယ်အဲ့လိုပေါ့နော်ကျောင်းရဲ့ activity တွေနဲ့ဟို tipping လာ site တယ်တော့ကြာပြီဗျလုံခဲ့တဲ့9နှစ်6နှစ်9နှစ်လောက်ပေါ့နော်တော်တော်လေးလည်းပြောင်းလဲသွားတယ်Tasting right now. Cold mud. တက်အပင်မန်းတော့အစင်းကတော့ထိန်းရတာပေါ့နော်အတက်ကတော့ရုံးရတယ်အစင်းကတော့ထိန်းရတယ်ဒါသူ့ရဲ့အနှစ်တွေပဲပေါ့ဗျာသူ့အရသာတွေပဲပေါ့ဒီကန်လေးကိုအရင်သဘောကျတယ်ရောက်ပါပြီဒီမှာဆိုဆိုင်ငယ်နဲ့လာရလို့ဆိုရင်ဆိုင်ငယ်အပ်ထားလို့အပ်လို့ရတဲ့နေရာရှိရောနော်ဆိုတော့ဒီလိုလမ်းလေးဗျာဒီလမ်းလေးဆိုရင်အများကြီးပြောင်းလဲပါပဲဒီတောင်ဝိုင်းလိုကိုလေးပေါ့နော်ဒီတောင်ကျင်တာဒီနေရာလေးဆိုအရန်သဘောကျတယ်ညဘက်ဆိုလည်းရမ်းလှတယ်ကြာဟေး
ဆိုတော့ဒီနေရာလေးဆိုရင်ဗျာအရင်ကဒီလိုမျိုးပေါ့နော်ဒီလိုမျိုးတောအုပ်တွေပေါ့နော်ဒီမှာဆိုရှင်းလင်းသွားတာအရင်ကိုလာခြင်းစရာကောင်းသွားတယ်ဗျာမငေးတာအော်မင်္ဂလာပါတောင်ဝဲမှာစုပ်မယ်တဲ့ဟမ်စားကြမပါလားဟုတ်ကွာစားကြမပါလားကြည့်ဖို့